ကန်သွားတဲ့ဒီဂျာမနီရဲ့ခြေစွမ်းကတော့တော်တော်မိုက်တယ်တော်တော်လေးသဘောကျတယ်တော်တော်လေးကြွေရတယ်ပြီးရင်တော်တော်လေးမလေးစားပဲမနေနိုင်ဘူးပေါ့နော်အဓိကတော့သူတို့ရဲ့အနိုင်မခံအရှုံးမပေးတတ်တဲ့စိတ်အဲ့ဒီကစားအားပေါ့နော်လုံးဝမကြောက်မရွံ့ကစားတာမျိုးဗျာအဲ့ဒါအရင်သဘောကျတာဘာဘူးလို့ဒီလောက်ပြောနေလဲဆိုတော့အဲ့မနေ့ကကန်သွားတယ်သူတို့နဲ့ကန်သွားတယ် Ivory Coast ကလုံးဝမညံ့လားလုံးဝမှကိုမညံ့တာ Ivory Coast ကိုလည်းတကယ်ချီကျူးတယ်တော်တော်ကောင်းတယ်ပြောရရင်သူတို့ကဖြစ်တကယ်ဆိုရင်သူတို့တရေအတွက်ကဒါသူတို့နဲ့ထိုက်တန်တယ်လို့တောင်ပြောချင်တယ်ဆိုတော့နောက်ဆုံးပဲအချိန်ကိုကြာမှသူတို့ဒါအသွင်းခံလိုက်ရလို့ပေါ့နော်တကယ်အဲ့ Ivory Coast ကခံစစ်ကစူးစီးကျစ်လက်တယ်လို့မျိုးကောင်တာတိုက်စစ်တွေကလည်းတော်တော်လေးကောင်းတယ်တော်တော်လေးလည်းထိရောက်တယ်အဲ့ဒါကြောင့်လို့လေသူဟိုဒီဘယ်တောင်မန်းနေဒါပထမပိုင်းမှာတစ်ချက်ဖောက်ပြီးတော့ဒါဂိုးဥဆောင်ကိုရခဲ့တာတကယ်ကိုကောင်းတာဟိုဂျာမနီတို့လုံးဝမလွယ်လောက်တော့ဘူးလို့တောင်ထင်တာအဲ့ဒါကိုဂျာမနီကလည်းအကောင်းဆုံးပြန်လာနိုင်ခဲ့တယ်ပေါ့တကယ်ပထမပိုင်းကျွန်တော်ဒါတိရလောက်မိနစ်20-30လောက်ထိကိုစပယ်ရှယ်ကိုဆော့တာ Ivory Coast ကဂျာမနီတော်တော်ခက်ခဲခဲ့တာဆိုတော့အဲ့ဒီအချိန်မှာဟိုဂျာမနီကလည်းဖြည်းဖြည်းနဲ့ပုံမှန်လာပြီးတော့ဒုတိယပိုင်းမှာအပြောင်းလဲတွေရဲလုပ်ခဲ့တယ်သူတို့ဥဆောင်ချီပါကူးနဲ့ဥဆောင်ကူးတွေရခဲ့တယ်ဆိုတော့ဒီနေရာမှာပြောချင်တာကအဲ့ဒီပေါ့နော်နီးကနာဟိုချီကျူးကျင်တာပေါ့နော်အဓိကမူစီယာလာတို့စာနေတို့ကိုထုတ်ပြီးတော့ဝန်တက်တို့ဘာတို့လေဂိုးနှစ်ဂိုးသွန်းသွားတဲ့ကောင်တွေအဲ့ကောင်တွေကိုရဲအပြောင်းလဲလုပ်ရဲတာပေါ့နော်အဲ့ကောင်ပဲနှစ်ဂိုးသွန်းတာအဲ့ဒါကိုတော်တော်ချီကျူးတယ်ပြီးရင်အဲ့လိုဟိုဂျာမနီရဲ့ဟိုရဲစိတ်ဓာတ်ပဲတကယ်ကကိုယ့်ကိုယုံကြည်မှုရှိတဲ့နိုင်ကိုနိုင်ရမယ်ဆိုတဲ့စိတ်ဓာတ်မျိုးနဲ့တောက်လျှောက်တိုက်တာ Ivory Coast ကလည်းတောက်လျှောက်ကိုတော့တေးသေးချာချာကြစ်ကြစ်လေးလေးကစားတာနောက်ဆုံးပိတ်အဲ့အနိုင်လုံးကတော့တော်တော်လေးလာတယ်ဆိုတာအဲ့ဟိုကွန်တက်ကဂိုးပေါက်နဲ့ကိုကြော်ပေးပြီးနေတဲ့အနေထားကနေဘောလုံးကိုလက်ခံပြီးတော့ဘက်ခနဲ့တစ်ချက်လေးသူလှည့်ထိန်ပြီးတော့လေညာလေးနဲ့လှည့်ထိန်ပြီးတော့ကန်ချသွားတာဆောက်ရမ်းမိုက်တယ်တကယ်ကိုဟိုတော်တော်လေးအဆင့်မြင့်လာတဲ့ဂိုးပဲဆိုတော့အဲ့ဒီကိုတစ်ချက်ကောင်းလွန်းသွားလို့ဒါဂျာမနီတို့လုံးဝနိုင်ပွဲရယူနိုင်ခဲ့တာဒီကောင်ကတကယ်ဒီပွဲရဲ့ဟီးရိုးလို့လည်းပြောလို့ရတယ်ပေါ့နော်အမြင်ဂျာမနီကတဖြည်းဖြည်းပိုမိုက်လာတယ်ဟိုတခြားထားတော့အင်္ဂလန်တို့ဒါတခြားစပိန်တို့ဘာလို့လောက်ဆိုအရင်မတောင့်ဘူးဗျာလူအင်အားကလေသူတို့ကဒါမဲ့သူတို့ရဲ့ကြစ်လက်မှုကတဖြည်းဖြည်းပိုမှန်လာတယ်ပိုမိုက်လာတယ်ဆိုတော့ဂျာမနီကိုတော်တော့ဒီကမ္ဘာ့ဗလာမှာအာယုံစိုက်မိနေပြီလို့ပဲပြောချင်နေတာเนาะအားလုံးကျေးဇူးပါပဲเนาะ